နေပြည်တော်ကိုနောက်ထပ်လွတ်ခွင့်ရတဲ့အုပ်စုကစစ်ဗိုလ်ချုပ်သားသမီးတွေဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးရဲ့သမီးနန္ဒာအေးကုမ္ပဏီဒုတိယဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးရဲ့သားတေဇစောဦးကုမ္ပဏီဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့သားကုမ္ပဏီဝန်ကြီးဦးသိန်းညွန့်ရဲ့သားသမီးတွေပိုင်တဲ့ကုမ္ပဏီကြီးတက်ညွှန်ကြားရေးမှူးဗိုလ်ချုပ်တင်ထွန်းရဲ့သမီးနီနီတင်ထွန်းကုမ္ပဏီစစ်တပ်ဥပိုင်ကုမ္ပဏီတို့ကအဓိကလုပ်ပိုင်ခွင့်ရခဲ့ကြပါတယ်ဒီကုမ္ပဏီတွေဟာစစ်ဘက်အဆောက်အဦတွေအပြင်ဝန်ထမ်းအင်အားတွေအစိုးရရုံးတွေပါရခဲ့တာပါဝန်ကြီးဦးသိန်းညွန့်မိသားစုကုမ္ပဏီကအစိုးရရုံးတွေနဲ့ဈေးတွေကိုလုပ်ပိုင်ခွင့်ရပါတယ်မြို့မှာဈေးနာကဘူးကွဲဝန်ထမ်းအင်အားကိုစစ်တပ်ကဥပိုင်ကုမ္ပဏီနေပြည်တော်လေဆိပ်ကိုအေရှာဝေါလ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသားကုမ္ပဏီတို့ကတိစောက်ခဲ့ပါတယ်ရပ်ဖက်ခရိုနီကုမ္ပဏီတွေထဲမှာအဓိကလုပ်ပိုင်ခွင့်ရကြသူတွေကဝန်ကြီးဦးတင်စန်းပိုင် ACE တရုတ်ဆောင်ရှားညိုမိသားစုပိုင် Original Group Asia World 2 Max မြန်မာ Aden A1 ဦးအိုက်ထွန်းပိုင်ရွှေတောင်နဲ့ဦးဇော်ဝင်းရှိန်ပိုင် AR ဟင်းသာကုမ္ပဏီတွေကရခဲ့ပါတယ်ငလျင်ကြောင့်ပျက်စီးသွားတဲ့လွှတ်တော်ကို ACE သမ္မတအိမ်တော်ကို Adenဒုသမ္မတနဲ့လွှတ်တော်ဥက္ကဋ္ဌအိမ်ကိုထူအရှိတောင်အာရှအားကစားပြိုင်ပွဲတွေကျင်းပခဲ့တဲ့အားကစားရုံကိုဦးဇော်ဇော်ပိုင် Max မြန်မာနေပြည်တော်လေဆိပ်နဲ့ MICC ခမ်းမနာကဝန်ထမ်းအင်အားကို Asia World ကုမ္ပဏီတို့ကစောက်လုပ်ခဲ့ကြတာပါဝန်ထမ်းအင်အားတွေနဲ့ရုံးတွေကို Asia World 2 ACE Max မြန်မာဦးသိန်းညွန့်ကုမ္ပဏီတို့ကအဓိကစောက်ခဲ့တာလို့အမည်မဖော်လို့တဲ့အင်ဂျင်နီယာတဦးကဆိုပါတယ်ဘာစနစ်မှမရှိဘူးမြန်မြန်ပြီးအောင်ပဲလုပ်ခဲ့တာ quality control မရှိဘူးဘယ်တော့ပြီးမလဲပဲမေးတာလို့နေပြည်တော်ဝန်ထမ်းအင်အားတိစောက်ရေးမှာပါဝင်ခဲ့တဲ့အင်ဂျင်နီယာကလည်းပြောပါတယ်အဆောက်အဦမဆောက်ခင်ကတည်းကငွေကိုတန်တစ်တာနဲ့ပြီးခဲ့ပါတယ်ဒါကြောင့်လဲနေပြည်တော်တိစောက်ရေးလုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီတွေလက်ဆင့်ခံကုမ္ပဏီတွေဟာအကျိုးအမြတ်အများကြီးရပြီးတထေးကြီးတွေဖြစ်လာကြပါတယ်